မောင်သားချိုရင်ထဲစိတ်ရှုပ်နေတယ်လူကြီးပြောခဲ့တဲ့စကားမင်းဖေအဲ့ဒီညမှာပါခဲ့တယ်အဲ့ဒီစကားကသူ့စိတ်ကိုမအေးစေဘူးသူ့အဖေကိုကလေးဘဝကလေးကမတိခဲ့ဘူးအဖေကသူငယ်ငယ်တုန်းကအလုတ်ခရီးထွက်သွားပြီးပြန်မလာတော့ဘူးအမေကအကြောင်းမပြောဘူးဒါပေမဲ့မဲသစင်နမေနဲ့အဖေကြားဆက်နွယ်နေတယ်ဆိုတာသူမထင်ထားခဲ့ဘူးညနေလာတယ်မောင်သားချိုတောင်ကုန်းဘက်ပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်လေကအေးမြနေတယ်တင်းချိုင်းရှိရောက်တဲ့အခါမြေပြင်ပေါ်မှာအဖြူရောင်ပန်းလေးတွေပေါ်နေတယ်မနေ့ကမရှိခဲ့ဘူးရုတ်တရက်အနောက်ကအတန်းနောက်ဆုံးတော့လာပြီမောင်သားချိုလှည့်ကြည့်လိုက်တယ်မဲသစင်သူမဒီတစ်ချိန်ပိုတီငိမ်နေတယ်မင်းအမှန်တရားသိချင်လားမောင်သားချိုခေါင်းငိတ်လိုက်တယ်သူမဖြည်းဖြည်းစပြောတယ်အဲ့ဒီညရွာမှာမီးလောင်ခဲ့တယ်လူတွေကြောက်လန့်နေကြတယ်ဒါပေမဲ့မီးကိုရည်ရွယ်ချက်ရှိရှိစတင်ခဲ့သူရှိတယ်မောင်သားချိုမျက်လုံးကြီးသွားတယ်ဘသူလဲသူမမျက်လုံးအနီရောင်တောက်သွားတယ်မင်းအဖေလေတစ်ချက်ပြင်းစွာတိုက်သွားတယ်မောင်သားချိုခြေထောက်မတည်ငြိမ်တော့ဘူးမဖြစ်နိုင်ဘူးသူပြောလိုက်တယ်မဲသစင်ကောင်းညိတ်တယ်သူတယောက်တည်းမဟုတ်ဘူးရွာလူကြီးတွေပါဝင်ခဲ့တယ်မောင်သားချိုရင်ခုန်တန်မြန်လာတယ်အဲ့ဒီအချိန်တင်းချိုင်းမြေကနေမီးခိုးငွေ့တစ်ခုထွက်လာတယ်မဲသစင်အတန်တိုးတိုးကျမကိုတရားမစွဲပဲအပြစ်တင်ပြီးတတ်ခဲ့ကြတယ်အခုအမှန်တရားပြန်လာပြီးမောင်သားချိုမျက်ရည်ကျလာတယ်သူမကြည့်ပြီးပြောလိုက်တယ်မင်းကျွန်တော်ကိုဘာလိုချင်တာလဲသူမခဏတိတ်သွားပြီးငါမလိုချင်တာတာမန်လူမဟုတ်ဘူးငါလိုချင်တာအမှန်တရားကိုပြောရဲတဲ့သူအဲ့ဒီအချိန်ရွာဘက်ကမီးလင်းလာတယ်တယောက်ယောက်တောင်ကုန်းဘက်လာနေတယ်မဲသစင်လေထဲပျောက်ကွယ်သွားတော့မလို့ဖြစ်သွားတယ်သူမနောက်ဆုံးပြောလိုက်တယ်မနှက်ဖြန်မင်းအဖေနဲ့မျက်နှာချင်းဆိုင်ရမယ်ပြီးတော့အမှောင်ထဲပျောက်သွားတယ်မောင်သားချိုတယောက်တည်းကြံရစ်တယ်ရွာဘက်ကခြေတံတွေနီးလာနေတယ်သူလက်သီးတင်းတင်းဆုပ်လိုက်တယ်ဒီညသူအမှန်တရားကိုရင်ဆိုင်ရတော့မယ်ဒါပေမဲ့သူ့အဖေတကယ်ပဲရှိနေသေးလား